တနာနဲ့ဆိုရင်ချင်းဘူပန်မှုများအဖြစ်တဘောဆိုင်ရာကင်းမဲ့တဲ့နေရာတဲ့ရှင်ချင်းနဲ့ထားမြောက်တော့ယုံကြည်သူများနဲ့ပျော်ရွှင်စွာနဲ့ဆုံတွေ့မဲ့နေရာကြောင့်မြတ်ယတနာမျိုးစုံနဲ့အလားစင်တော်နေရာကောင်းကင်အဖာကျွန်တော်တွေ့ပြင်ဆင်ထားတယ်သူတင်ငယ်တော်ရဲ့အသက်ဆောင်မပါတော်သူထာဝရအသက်ရှင်နေရာဝမ်းမြောက်ဆုံးနိုင်တော်အဖာရဲ့နိုင်ငံတော်ထဲမှာဟာလေလုယာဟာလေလုယာဆုံးနိုင်ရာရှိတော်တဲ့ရွှေနိုင်ငံထဲမှာယုံကြည်သူများအားလုံးဆုံးစည်းရာဒုက္ခပြဿနာနဲ့ဆိုရင်ချင်းဘူပန်မှုများအဖြစ်တဘောဆိုင်ရာကင်းမဲ့တဲ့နေရာတဲ့ရှင်ချင်းနဲ့ထားမြောက်တော်ယုံကြည်သူများနဲ့ပျော်ရွှင်စွာနဲ့ဆုံတွေ့မဲ့နေရာကြောင့်မြတ်ယတနာမျိုးစုံနဲ့အလားစင်တော်နေရာကောင်းကင်အဖာကျွန်တော်တွေ့ပြင်ဆင်ထားတယ်သူတင်ငယ်တော်ရဲ့အသက်ဆောင်မပါတော်သူထာဝရအသက်ရှင်နေရာ